Photoshop နဲ့ graphic design တွေလုပ်တဲ့အခါမှာ layout design တွေကိုအရင်ချဖို့လိုအပ်ပါတယ် layout design ချတော့မယ်ဆိုရင်တော့ကျွန်တော်တို့မဖြစ်မနေ guide တွေကိုအသုံးပြုရတော့မှာပါဒီနေ့တော့ Photoshop မှာ guide တွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုဝေမျှပေးသွားပါမယ်အရင်ဆုံးကျွန်တော် new file လေးတစ်ခုကိုစောက်လိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်နမူနာအနေနဲ့ဒီ print ဆိုတဲ့ထဲကနေပြီးတော့မှ A4 size လေးကိုကျွန်တော်ရွေးလိုက်ပါမယ်အဲ့တော့ A4 size လေးရွေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ဘေးမှာဆိုလို့ရှိရင်ကျွန်တော် file name လေးကိုပေးလို့ရတယ်ဒီမှာတော့ကျွန်တော် untitled ပဲထားခဲ့လိုက်မယ်အဲ့တော့ဒီ width မှာဆိုလို့ရှိရင်တော့သူ့ရဲ့အတိုင်းအတာကို millimeters နဲ့ပြနေပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့က inches ကိုသုံးနေတယ်ဆိုရင် inches ပေါ့နော် pixel သုံးနေတယ်ဆိုရင် pixel သုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီမှာ inches ကိုပဲရွေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က 8.2 inches နဲ့11.6 inches ရသွားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ orientation မှာကျွန်တော် down လိုက်လိုချင်တာလားအလျားလိုက်လိုချင်တာလားဆိုတော့ကျွန်တော်ရွေးပြီးလို့ရပါတယ်အကယ်၍ကိုယ့်ရဲ့ဖိတ်စာတွေဘာတွေလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအလျားလိုက်ကိုသုံးတာများပါတယ် horizontal သုံးတာများတယ်အဲ့တော့ကျွန်တော်ဒီမှာ horizontal လေးရွေးလိုက်မယ်ပြီးသွားရင်တော့ကျွန်တော်က print အောက်ကနေရွေးထားတာဖြစ်တဲ့အတွက်သူ့ရဲ့ resolution က300ဖြစ်နေပါတယ်ဒါက print ထုတ်လို့ရတဲ့ resolution ပေါ့နော်သူ့ရဲ့အောက်မှာဆိုရင် color mode မှာဆိုရင် RGB color ရွေးမလားဒါမှမဟုတ် CMYK ကိုရေးလဲရပါတယ်ဒီမှာတော့ကျွန်တော် RGB အနေနဲ့ပဲထားလိုက်ပါမယ်အဲ့တော့ background မှာဆိုရင်ကျွန်တော်က transparent မထားဘဲနဲ့ကျွန်တော် white လေးထားလိုက်ပါမယ်မြင်သာထင်သာရှိသွားအောင်ပေါ့နော်ပြီးရင်တော့ကျွန်တော် create လုပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာ canvas ထဲမှာဆိုရင်ဒါက A4 size paper လေးတစ်ခုကျွန်တော်ရသွားပြီဖြစ်ပါတယ်အဲ့တော့ A4 size ရလာပြီဆိုတော့ကျွန်တော်တို့ကအကယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဖိတ်စာလုံးမယ်ဆိုလို့ရှိရင်ဖိတ်စာကိုခောက်ချိုးလေးလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုအလယ်မှာ guide လေးတွေချပေးဖို့လိုပါတယ်အဲ့တော့ guide ကိုချတဲ့နေရာမှာကျွန်တော်တို့ချလို့ရတဲ့နည်းလမ်းလေးတွေကိုကျွန်တော်အရင်ဆုံးပြောပါမယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာဆိုရင် guide ချနိုင်တဲ့ပထမနည်းလမ်းကတော့ကျွန်တော်တို့ပေတံပေါ့နော် ruler ခေါ်ပြီးတော့မှ guide ကိုချလို့ရပါတယ် ruler ကိုခေါ်ဖို့အတွက်ဆိုလို့ရှိရင် Photoshop ရဲ့ menu တွေကကျွန်တော်တို့ view တွေကိုသွားပါမယ် view တွေကနေပြီးတော့မှကျွန်တော် ruler ဆိုတာလေးကိုနှိပ်လိုက်ပါမယ်သူရဲ့ shortcut ကတော့ Windows မှာဆိုလို့ရှိရင် Control R Mac မှာဆိုလို့ရှိရင်တော့ Command R ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီပုံမှာ rulers ပေတံလေးရလာပါပြီအဲ့တော့ပေတံလေးမှာဆိုလို့ရှိရင်လည်းဒီမှာဆိုရင်တော့သူကကျွန်တော်တို့ကရှေ့မှာ inches ရွေးထားတဲ့အတွက်သူ့ရဲ့အတိုင်းအတာလေးတွေကိုသူကလက်မနဲ့ပြနေရပါတော့အကယ်၍ကိုကရှေ့မှာinches မရွေးထားခဲ့ဘူး pixel တောင်မို့တစ်ခုရွေးထားခဲ့တယ်ဆိုလို့ရှိရင်ဒီပေါ်ကပေတံလေးတွေကလည်းကိုရွေးထားခဲ့တဲ့အတိုင်းပဲသူကပြမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီပေတံလေးတွေအတိုင်းအတာလေးတွေပေါ့နော်သူရဲ့ unit ကိုကျွန်တော်ပြောင်းနေတယ်ဆိုလို့ရှိရင်တော့ဒီပေတံပေါ်မှာ cursor လေးတင်ပြီးတော့ right click လေးခောက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ inches တွေတွေ့ရပါမယ် pixel ပြောင်းနေတယ်ဆိုရင် pixel ပြောင်းလို့ရမယ် millimeters ပြောင်းနေတယ်ဆိုရင်လည်း millimeters ပြောင်းလို့ရမယ်ဒါဆိုရင် millimeters ဖြစ်သွားပါပြီအဲ့တော့ကျွန်တော်ကပြန်ပြီးတော့ inches ပဲထားလိုက်ပါမယ်အဲ့တော့ဒီနည်းလမ်းနဲ့ကျွန်တော်တို့ရဲ့ပေတံလေးတွေအတိုင်းအတာကိုပြောင်းပြီးလို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေတံမှာဆိုလို့ရှိရင်0 1 2 3ပေါ့နော်တစ်လက်မနှစ်လက်မဒီကနေစတယ်ဒီစာရွက်ထိပ်ကအစလေးကနေပြီးတော့မှဒီ0လေးကစတယ်အကယ်၍ကျွန်တော်တို့ကဒီအတိုင်းအတာကိုဒီ0လေးကိုဒီစာရွက်ထိပ်ကမစကျင်ဘူးတခြားနေရာတစ်ခုကဥပမာဒီနေရာလောက်ကစကျင်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီ down လေးကိုသွားပြီးတော့မှ mouse နဲ့ click လိုက်ပါပြီးရင်ကျွန်တော် mouse ကိုမလွတ်ဘဲနဲ့ဆွဲလိုက်ပါဆွဲပြီးတော့မှကိုစကျင်တဲ့0စကျင်တဲ့နေရာလောက်ကိုသွားပြီးတော့မှလွှတ်ချလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့0လေးကဒီကစသွားပါပြီအတိုင်းအတာလေးပေါ့နော်အဲ့တော့ဒီအတိုင်းအတာလေးကကိုလိုချင်သလို adjust လုပ်လို့ရတယ်ဟုတ်ပြီဒါဆိုရင်သူ့ရဲ့ default အတိုင်းပဲဒီထိတ်ကပြန်ပြီးတော့စကျင်တယ်ဆိုရင်ဒီ down လေးကိုသွားပြီး double click ခောက်လိုက်ပါဒါဆိုရင်0လေးကဒီနေရာကစသွားပါပြီဟုတ်ပြီဒါကကျွန်တော်တို့ rulers ကိုခေါ်ပြီးတော့မှ rulers ကိုဘယ်လိုသုံးရမလဲဆိုတာကိုပြောတာဖြစ်ပါတယ်အဲ့တော့ rulers ကနေပြီးတော့မှလည်းကျွန်တော်တို့ guideline တွေကိုဆွဲလို့ရပါတယ်လောလောဆယ်မှာဆိုရင်ကျွန်တော် control 0လေးနှိပ်လိုက်မယ်ဒါ screen လေး fit ဖြစ်သွားအောင်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က guideline လေးတစ်ခုစဆွဲမယ်ဒီဘက် down လိုက်လေးပေါ့နော်ဒီဘက်ချမ်းက guideline လေးတစ်ခုလိုချင်တယ်ဆိုရင် ruler ပေါ်မှာထောက်ပြီးတော့မှ click လေးဆွဲပြီးတော့မှ click လေးဖိပြီးတော့မှဆွဲချလာလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ mouse pointer မလွတ်မချင်းအပေါ်မှာသူ့ရဲ့အတိုင်းအတာလေးကိုပြနေပါတယ်အခုလက်ရှိမှာဆိုလို့ရှိရင် 0.451 inches နေရာလေးကိုရောက်နေပါတယ်ဒါဆိုရင်ကျွန်တော်လွှတ်လိုက်မယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော် guideline လေးတစ်ခုကျသွားပြီဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့ဒီအပေါ်ကနေပြီးတော့မှ guideline လေး horizontal guideline လေးချချင်တယ်ဆိုရင်အပေါ်က ruler လေးကိုဖိပြီးတော့မှကိုလိုချင်တဲ့နေရာမှာလွှတ်ချလိုက်ပါဒါဆိုရင်လည်းကျွန်တော်တို့ guideline လေးကျသွားပြီဖြစ်ပါတယ်အဲ့တော့ဒီ guideline လေးတွေရဲ့အယောင်ကိုလည်းကျွန်တော်တို့ပြောင်းလို့ရပါတယ်ဒီမှာဆိုရင်သူ့ရဲ့ default အယောင်လေးက cyan အယောင်ဖြစ်နေရပါတော့အဲ့တော့ guideline လေးရဲ့အယောင်ကိုပြောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ guideline လေးကိုတစ်ချက် click လိုက်ပါမယ် click လိုက်တယ်ဆိုရင်အခုလိုအပြာရောင်လေးပြောင်းသွားပြီအပြာရောင်လေးပြောင်းသွားပြီဆိုရင်တော့ကျွန်တော်တို့ double click ခောက်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ဒီမှာ guideline ရဲ့အယောင်လေးတွေပေါ်လာပါပြီဒီမှာဆိုရင်ကျွန်တော်တို့ရဲ့ default အတိုင်း cyan ဖြစ်နေတယ်အဲ့တော့ဒီထက်ကအယောင်တစ်ခုကိုကျွန်တော်ရွေးလိုက်မယ်ဥပမာကျွန်တော်
magenta လေးကျွန်တော်ရွေးလိုက်မယ်ဆိုလို့ရှိရင်ပြီးရင် okay နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ magenta အရောင်လေးပြောင်းသွားပါမယ်ဒါပေမဲ့ကျွန်တော်အရင်ချပြီးသား guideline ပေါ်မှာပြောင်းမှာမဟုတ်ဘူးကျွန်တော်နောက်ဆွဲမဲ့ guideline ကြမှာသာလျှင်သူ့ရဲ့အရောင်ကပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ချောင်းဆွဲလိုက်ပါမယ်ပြီးရင်ကျွန်တော်လွှတ်ချလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ပြောင်းထားတဲ့အတိုင်းပဲအရောင်လေးက magenta အရောင်လေးရသွားပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော် guideline တွေရဲ့အရောင်ကိုကျွန်တော်ပြောင်းတာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ချထားတဲ့ guideline တွေကိုကျွန်တော်တို့ကဖျောက်ချင်တယ်ဆိုလို့ရှိရင် view အောက်ကနေပြီးတော့မှ guides ကိုသွားပါမယ်ဒီထက်ကနေပြီးတော့မှကျွန်တော် clear guides ကိုနှိပ်လိုက်မယ်ဆိုရင် guideline တွေအကုန်လုံးပျောက်သွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ guideline တွေကိုပြန်ဆွဲရဆိုလို့ရှိရင်စောစောကလိုပဲဒီလိုမျိုး pedal လေးဖြည့်ပြီးတော့မှကိုလိုချင်တဲ့နေရာရောက်ရင်ကျွန်တော်လွှတ်ချလိုက်လို့ရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အတိအကျလေးလိုချင်တယ်ဥပမာဒီမှာဆိုလို့ရှိရင် 0.5 ပေါ့နော်လက်မဝက်လောက်ကိုကျွန်တော် guideline ချချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့အရင်ဆုံး pedal ကနေပြီးတော့မှ click ထောက်ပြီးတော့ဆွဲလိုက်ပါပြီးရင် keyboard ကနေ shift key လေးနှိပ်လိုက်ပါဒါဆိုလို့ရှိရင်သူကအတိအကျလေးသွားပြီးတော့မှ snap ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်5ကိုရောက်သွားပြီဆိုလို့ရှိရင်ဒီလိုဆွဲလိုက်ရင်5ကိုရောက်သွားပြီလွှတ်ချလိုက်တယ်ဆိုရင်ဒါကလက်မဝက်ပေါ့နော်တိတိကျကျလေးကျွန်တော် guideline လေးရသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ guideline လေးတွေကိုကျွန်တော်ကမလိုချင်ဘူးဖျောက်ချင်တယ်ဆိုရင်ကိုဖျောက်ချင်တဲ့ guideline လေးကိုအခုလိုမျိုး mouse လေးတင်လိုက်ပါပြီးရင်တော့ကျွန်တော်ဆွဲပြီးတော့မှ pedal ပေါ်ကိုပြန်ဆွဲတင်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော် guideline လေးပျောက်သွားပါပြီအဲ့တော့နောက်ထပ်ကျွန်တော်ဒီမှာ guideline လေးတစ်ခုဆွဲပါမယ်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့မှ pedal ကနေပြီးတော့မှ guideline ကိုဆွဲလာတယ်ဆွဲလာတဲ့ခါကျရင်ကျွန်တော်ရဲ့ guideline လေးက downline လေးဖြစ်နေတယ်အဲ့ဒါကိုအခုချိန်မှာကျွန်တော်ကသူ့ကိုအလျားလိုက်လေးဖြစ်ချင်တယ်ဆိုရင် keyboard ကနေပြီးတော့မှ window မှာဆိုရင် alt key mac မှာဆိုရင်တော့ option key လေးနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့အလျားလိုက်လေးရသွားပြီဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်ကသူ့ကို 0.5 လေးအတိအကျရချင်တာဖြစ်တဲ့အတွက်ပြန်ပြီးတော့မှကင်လိုက်မယ် guideline လေးကိုကင်ပြီးတော့မှ shift key လေးနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ5နေရာမှာတက်တက်ချလိုက်မယ်ဒါဆိုရင်သူကလည်းအပေါ်မှာလက်မဝက်လေးကျန်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီနည်းနဲ့လည်းကျွန်တော်တို့က guideline လေးတွေကို pedal ကနေပြီးတော့ဆွဲချပြီးတော့မှကိုယ်စိတ်ကြိုက်ဆွဲလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ guide လေးတွေကိုဖျောက်လိုက်ပါမယ် view အောက်ကနေ guide ကိုသွားမယ် guide ထဲကနေပြီးတော့မှ clear guide လုပ်လိုက်ပါမယ်အဲ့တော့နောက်ထပ် guideline ချနိုင်တဲ့နည်းလမ်းတစ်ခုကတော့ view ထဲကနေပြီးတော့မှကျွန်တော် guides ကိုသွားပါမယ် guides မှာဆိုလို့ရှိရင် new guide ကိုသွားလိုက်ပါမယ်new guide သွားလိုက်တယ်ဆိုလို့ရှိရင်အခုလိုမျိုး box လေးပေါ်လာပါမယ်ဒီမှာဆိုရင်သူ့ရဲ့ orientation က horizontal ရှိမယ် vertical ရှိပါမယ်အဲ့တော့သူ့ရဲ့ default color ကတော့ cyan ပဲပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်တို့ကြိုက်တဲ့အရောင်လေးတွေရွေးလို့ရမယ်ဒီမှာဆိုရင်ကျွန်တော်ထင်းသားမြင်သာရှိသွားအောင် medium blue လေးရွေးလိုက်မယ်ရွေးပြီးသွားလို့ရှိရင် vertical ဆိုတော့သူကဒီလို downlight ချမှာပေါ့နော်အဲ့တော့ downlight ချမဲ့နေရာမှာသူ့ရဲ့ position ကဒီမှာဆိုရင် default ဆိုရင်တော့0 inches ဒီနေရာလေးပြနေတယ်ကျွန်တော်ကဘယ်နေရာမှာချချင်တာလဲအလေတက်မှာချချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အများကြီးစဉ်းစားကြမလို့ကျွန်တော်တို့ဒီမှာသူ့ကိုဘယ်လိုရေးလို့ရမလဲဆိုတော့50% လို့ရိုက်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်သူကဒီ canvas တစ်ခုလုံးရဲ့ A4 စာမျက်နှာရဲ့အလေတက်ကိုသွားပြီးတော့ guide ကချပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က vertical guide လေးရသွားပါပြီဒီတစ်ခါကျရင် horizontal guide လေးထပ်ချမယ်ဆိုရင်စောစောကလိုပဲ view တွေကနေပြီးတော့မှ guides ကိုသွားမယ်ဒီတစ်ခါမှလည်း new guide လေးခေါ်လိုက်ပါမယ်ဒီတစ်ခါကျရင်တော့ကျွန်တော်တို့က vertical မယူတော့ဘူး horizontal ယူလိုက်မယ်ပြီးရင် 50% လေးထပ်ပြီးတော့ရိုက်လိုက်ပါမယ် okay နှိပ်လိုက်ပါမယ်ဒါဆိုရင်လည်းသူက horizontal ကိုဒီမှာအလေတက်မှာချပေးသွားပြီဖြစ်ပါတယ်ဒီနည်းနဲ့လည်းကျွန်တော်တို့က guide တွေကိုထည့်လို့ရပါတယ်ဒါနဲ့စကားမဆက် Photoshop ကိုစနစ်တကျသုံးတတ်ချင်တယ်ဆိုရင်တော့အခြေခံကနေစပြီးတော့အသေးစိတ်သင်ကြားပေးနေတဲ့အိတ်သွန်ဖာမောက် Photoshop online class သင်တန်းလေးရှိပါတယ်ဒီအတန်းလေးကိုသင်တန်းကြီးတက်တာနဲ့အခုပဲ join လို့ရပါပြီဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါကို guide ကိုတစ်ခုချင်းစီထည့်တာပေါ့နော်အကယ်၍ guide ကိုကျွန်တော်တို့ကတပြိုင်တည်းမှာကိုယ်စိတ်ကြိုက် setting ချမယ်ဆိုလို့ရှိရင်တော့နောက်ထပ်နည်းလမ်းတစ်ခုသွားပါမယ်အဲ့တော့ဒီ guide လေးကိုကျွန်တော် view တွေကနေပြီးတော့မှ clear guide လုပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ view ထဲပြန်သွားပြီးတော့ guide ဆဲသွားမယ်အဲ့ထဲကနေပြီးတော့မှကျွန်တော်ဒီတစ်ခါကျရင်တော့ new guide layout ဆိုတာလေးကိုကျွန်တော်ရွေးပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့အများကြီးပဲ option တွေရှိလာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ guide color ရှိမယ်အပေါ်မှာ column ရှိမယ် row ရှိမယ်အဲ့တော့ဒါလေးကျွန်တော်အရင်ဆုံးဖြောက်ထားလိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ guide ကဘာမှမချရသေးဘူးပေါ့နော်အခုချိန်မှာကျွန်တော်တို့က column ကိုဥမာခုနလိုပဲပေါ့နော်နှစ်ခုခွဲမယ်ဆိုလို့ရှိရင် column ကိုဆက်လက်ပေးလိုက်မယ်ပြီးရင် column မှာနှစ်ခုခွဲမယ်ဆိုရင်ကျွန်တော်တို့2ရိုက်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီမှာ preview လေး on ထားရတဲ့အတွက်ကျွန်တော်တို့ကြည့်လို့ရတာပါအဲ့တော့ဒီမှာဆိုလို့ရှိရင် column နှစ်ခုခွဲသွားပြီ column နှစ်ခုခွဲတဲ့အခါမှာသူက getter ဆိုတာကတော့ 0.08 inches ပေါ့နော် getter ဆိုတာကတော့ဂျားမှာ
ချားပေးထားတဲ့ဟာလေးရှိအကဲကျွန်တော်တို့ကမချားခြင်းရိုးရိုးအတိုင်းပဲမြင်းတစ်ကြောင်ပဲချိခြင်းတယ်ဆိုရင်0လေးရိုက်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုမချားတော့ဘူးမချားတော့ဘဲနဲ့မြင်းတစ်ကြောင်နဲ့ရသွားပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ဖိတ်စာတွေမှာဆိုရင်2ခေါက်ချိုးဆိုလို့ရှိရင်ဒီမှာ forward ဒီဘက်2ခေါက်ချိုးဖြစ်သွားပြီအကဲကိုက3ခေါက်ချိုး pamphlet လိုချင်တယ်ဆိုလို့ရှိရင် number မှာ3ရိုက်လိုက်ဒါဆိုရင်3ခေါက်ချိုး pamphlet လေးရသွားပြီဖြစ်ပါတယ်အဲ့တော့ pamphlet ပဲရသွားတဲ့အချိန်မှာ3ခေါက်ချိုးရသွားတဲ့အချိန်မှာဒီ3ခေါက်ချိုးတစ်ခုနဲ့တစ်ခုကြားမှာကျွန်တော်တို့ကခောက်စာလေးတွေခြံမယ်နောက် design လုပ်တဲ့အခါကြားလို့ရှိရင်လေသွားပြီး overlap မဖြစ်အောင်ဆိုလို့ရှိရင်ကျွန်တော်တို့က getter လေးထပ်ထည့်ပေးလို့ရပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်ကျွန်တော် getter လေးကို0.05 ကျွန်တော်ထည့်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်အကဲကျင်းနေဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ချဲ့လိုက်ပါမယ် 0.1 လောက်ထားလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာခောက်စာလေး getter လေးရသွားပြီဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်တို့ column ဆိုတော့เนาะအကဲ row ထည့်ခြင်းနဲ့ဆိုရင်လည်း row ကိုခုနလိုပဲကျွန်တော် row လေးကိုနှိပ်လိုက်ပါမယ် row မှာလည်းကိုကဘယ်နှ row ထည့်ခြင်းတာလဲ3 row ထည့်ခြင်း3 row အဲ့3 row ထည့်ပြီးရဲ့ခါကျရင်တစ်ခုနဲ့တစ်ခုကြားမှာဘယ်လောက်ချားခြင်းတာလဲဆိုရင်ဒီမှာတော့ 0.08 ပေါ့เนาะကျွန်တော်ဒီမှာ 0.1 ထားလိုက်မယ်ဒါဆိုရင်လည်းသူ့မှာလည်းညီမျှမျှချားသွားတာကိုတွေ့ရမယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်ကျွန်တော် row လေးကိုခဏဖြောက်လိုက်မယ်မျက်စိရှုပ်သွားမှာဆိုလို့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဖိတ်စာအတိုင်းပဲဆိုလို့ရှိရင်တော့ဒီမှာဆိုရင် pamphlet အတိုင်းပဲဆိုရင်တော့3ခေါက်ချိုးလေးရသွားပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က print out ထုတ်တဲ့ခါကြလို့ရှိရင်သူ့ရဲ့ဓာတ်ဖြတ်တဲ့နေရာလေးကိုလည်းကျွန်တော်တို့ခြံပေးရမယ်အကဲ design တွေပဲကြုံထွက်သွားအောင်ဆိုရင်ကျွန်တော်တို့က margin ကိုသတ်မှတ်ပေးရပါမယ်အဲ့လိုမျိုး margin သတ်မှတ်မယ်ဆိုရင်တော့ဒီအောက်က margin ဆိုတာလေးကိုကျွန်တော်အမှန်ကြီးလေးပေးလိုက်ပါမယ်ဒါဆိုရင်အောက်မှာ margin ကိုကျွန်တော်တို့ top left bottom right ပေါ့နော်ပတ်ချလဲကိုကျွန်တော်တို့ကဒီမှာဆိုရင် 0.3 inches လေးထားထားတယ်အကဲနဲတယ်ဆိုလို့ရှိရင်တော့ 0.5 လေးပြောင်းပေးမယ် 0.5 အကုန်လုံးကိုကျွန်တော် 0.5 လေးလိုက်ပြောင်းလိုက်မယ် 0.5 လေးလိုက်ပြောင်းလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအကျယ်ကြီးဖြစ်သွားပြီပေါ့နော်ဒါကစာရွက်ရဲ့ဘောင်ပေါ့နော်ကျွန်တော်တို့ design ကဒီအတွင်းတွေကစပြီးတော့လုပ်မယ်ဆိုတဲ့သဘောကိုသတ်မှတ်လိုက်တယ်ဒီမှာ 0.5 သတ်မှတ်လိုက်တဲ့အတွက်ဒီဘက်ဘယ်ဘက်မှာလဲ 0.5 ဒီဘက်ကညာဘက်မှာလဲ 0.5 အပေါ်မှာလဲ 0.5 ချားသွားပြီဖြစ်ပါတယ်အဲ့တော့ကိုလိုချင်တဲ့အတိုင်း၄ယောက်လေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့က okay လေးနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအတိုင်းလေးရသွားပြီဖြစ်ပါတယ်အဲ့တော့ဒီ guide တွေကိုကျွန်တော်တို့ကလုံးဝထိလိုက်တာနဲ့အခုလိုမျိုး mouse လေးတင်လိုက်တာနဲ့ကျွန်တော်တို့ဆွဲပြီးတော့လှုပ်လိုက်လို့ရရပါတော့အဲ့လိုဆွဲလိုက်လို့ဒီ guide တွေကိုမလှုပ်သွားစေချင်ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ guide တွေကိုကျွန်တော်တို့ lock လုပ်ထားလို့ရပါတယ် lock လုပ်မယ်ဆိုရင်တော့ view အောက်ထဲကနေပြီးတော့မှ guide ကိုပြန်သွားမယ် guide ထဲကနေပြီးတော့မှကျွန်တော် lock guide လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ mouse pointer တင်နေဆိုရင်လည်းသူက guide တွေကိုအထိမခံတော့ပါဘူး okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုချိန်မှာတော့ကျွန်တော်တို့က horizontal view ပေါ့နော်အလျားလိုက်ကျွန်တော်တို့အကဲဒီစာရွက်ကို down လိုက်ပြန်လှန်နေတယ်ဆိုလို့ရှိရင်ရောဘယ်လိုလုပ်မလဲအဲ့တော့အရင်ဆုံးအနေနဲ့ down လိုက်ပြန်လှန်နေတယ်ဒီ guide တွေအတိုင်းပဲကျွန်တော်တို့ကရှိနေစေခြင်းတယ်ဆိုလို့ရှိရင်တော့အရင်ဆုံး guide တွေက lock လုပ်ထားရဆိုရင်ကျွန်တော်တို့ guide တွေကို unlock လုပ်ပေးပါ guide ထဲကနေပြီးတော့မှ guide တွေကို lock guide ဆိုတာလေးကိုပြန်ဖြုတ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ guide တွေက lock မလုပ်တာဘူးအဲ့ဒီအချိန်ကျတော့မှကျွန်တော်တို့ image ထဲကနေပြီးတော့မှ image ကို image rotation မှာသွားပြီးတော့မှ90 degree clockwise နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ထားထားတဲ့ guide တွေအတိုင်းပဲ vertical ဖြစ်သွားပြီဖြစ်ပါတယ် vertical design ဖြစ်သွားပြီအကယ်အခုချိန်မှာကျွန်တော်ပြန်ပြီးတော့မှသူ့ကို horizontal ပြန်လှန်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်90 degree clockwise ထပ်နှိပ်လိုက်မယ်ဆိုရင်စောစောကလည်းပဲ3ခေါက်ချိုးလေးပြန်ရသွားတာကိုတွေ့ရပါလိမ့်မယ်အခုလိုမျိုးကျွန်တော်တို့ကကိုယ်စိတ်ကြိုက် design ရဖို့အတွက် layout တွေချပြီးပြီဆိုရင်တော့ကျွန်တော်ဒီထဲမှာ design တွေကိုကိုယ်စိတ်ကြိုက်ထည့်လို့ရပြီဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် new layer တွေတခုခေါ်လိုက်မယ်ပြီးရင်နမူနာအနေနဲ့ပေါ့နော်ဒီမှာ marquee tool လေးကျွန်တော်သုံးလိုက်မယ် rectangular လေးသုံးလိုက်မယ်သုံးပြီးတော့မှဒီအကွက်ကလေးကိုကျွန်တော် select ပေးလိုက်မယ် select ပေးပြီးတော့မှသူ့ကို color လေးအမဲအောင်လေးဖြည့်လိုက်မယ် right click လေးနှိပ်ပြီးတော့ fill လုပ်လိုက်မယ် okay နှိပ်လိုက်မယ်ဒီမှာ foreground color အနက်အောင်ဖြည့်ချင်တာဖြစ်တဲ့အတွက် okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီနေရာလေးကို selection ဝင်သွားပြီး control D လေးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ design အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ design တစ်ခုသုံးမယ်အဲ့တော့ဒီမှာနောက်ထပ် layer တစ်ခုအသစ်ခေါ်လိုက်မယ်ဒါကအလဲမှာထားမဲ့ design အတွက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် color လေးတစ်ခုပြောင်းလိုက်မယ်ခုနလိုပဲကျွန်တော်တို့ဒီမှာဆွဲလိုက်မယ်ပြီးရင် right click နဲ့ fill နှိပ်လိုက်မယ် okay နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါသူ့ရဲ့ဒုတိယ design လေးပေါ့ရသွားပြီပေါ့နော်အဲ့တော့အခုချိန်မှာကျွန်တော်တို့ design တွေလုပ်တဲ့အချိန်မှာနေရာချပြီးသွားပြီဒီ guide တွေကိုကျွန်တော်တို့ကမျက်လုံးထဲမှာရှုပ်နေရဆိုရင်ဒီ guide လေးကိုခဏလေးဖျောက်ထားလို့ရပါတယ်အဲ့လိုမျိုး guide တွေကိုခဏလေးဖျောက်ထားခြင်းနဲ့ဆိုလို့ရှိရင်
Windows မှာဆိုလို့ရှိရင် control semicolon လေးနှိပ်လိုက်ပါဒါဆိုရင် guide တွေပျောက်သွားပြီ Mac မှာဆိုရင်တော့ command semicolon ပေါ့နော်အကယ်ပြန်ဖော်ခြင်းနဲ့ဆိုလို့ရှိရင်လည်း control semicolon Mac မှာဆိုရင် command semicolon လေးနှိပ်လို့ရတယ်ဒါအပြင်နောက်ထပ် shortcut တစ်ခုကတော့ control h command h ပေါ့နော် control h command h နှိပ်မယ်ဆိုလို့ရှိရင်လည်းဒီ guide လေးကိုပြန်ဖော်လို့ရတယ်ဖြောက်လို့ရတယ် temporary ဖြောက်တာပေါ့နော်ဒါကလုံးဝ clear guide လို့မဟုတ်ဘူး clear guide ဆိုရင်တော့လုံးဝပျောက်သွားလိမ့်မယ်ဒါက temporary hide ထားတာဖြစ်ပါတယ် design တွေကြည့်ရတာမျက်စိမရှုံအောင်လို့ temporary hide လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနီးလန်းနဲ့ကျွန်တော်တို့က guide တွေကိုသုံးပြီးတော့မှကိုလိုချင်တဲ့ layout design တွေကိုချရပါတယ်ချပြီးတော့မှကိုစိတ်ကြိုက် design တွေကိုအဲ့ဒီ frame ထဲမှာဝင်အောင်ဆွဲလိုက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Photoshop မှာ guide တွေကိုဘယ်လိုသုံးမလဲဆိုတဲ့နီးလန်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်